ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ဖန်တီးတဲ့အခါမှာအတန် quality နဲ့ video quality ဘယ်ဟာကပိုအရေးကြီးလဲကျွန်တော်အနေနဲ့ personally ရပြောမယ်ဆိုတော့အတန် quality ကပိုပြီးတော့မှအရေးကြီးပါတယ်ကျွန်တော်ရဲ့ video quality ဘယ်လောက်ပဲကောင်းကောင်းအတန် quality ကမကောင်းမှုဆိုတော့ကြည့်တဲ့လူကစိတ်ဝင်စားမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့မှာတော့လောလောဆယ်အနေထားမှာဈေးအများကြီးပေးပြီးတော့မှ microphone မဝေချင်တဲ့သူတွေအတွက်ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ microphone အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ microphone ကတော့ K11 wireless microphone ပဲဖြစ်ပါတယ်ဒီ wireless microphone ရဲ့အတန် quality ကတော့အခုကြားတဲ့အတိုင်းပါပဲဒါကျွန်တော်လက်ရှိအသုံးပြုနေတဲ့ microphone ပဲဖြစ်ပါတယ်ဒီ microphone ကဈေးလေးအများကြီးမပေးရပါဘူးဆိုတော့ကိုကဗီဒီယိုဖန်တီးရတာလေးဝါသနာပါတယ်အတန် quality ကောင်းကောင်းလေးနဲ့လေးလုပ်ချင်နေဆိုတော့ဒီ microphone ကိုဝယ်ဖို့ရတဲ့အကြံပေးပါတယ်ကိုကဘေးဖုန်းအမျိုးအစားကိုအသုံးပြုလဲ Android လားဒါမှမဟုတ် iOS လားကိုကြိုက်ရရွေးချယ်ဝယ်လို့ရပါတယ်ဆိုတော့ဒီအတန် quality ကဘယ်လောက်အထိဝယ်ရလဲဆိုတာကျွန်တော်စမ်းပြမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်အတန်စမ်းပြမှာဖြစ်ပါတယ်ဘယ်လောက်အထိကောင်းလဲပေါ့နော်ဆိုတော့သူတို့ပြောတာတော့မီတာ20အထိရတယ်ပြောတာပဲဒါလောလောဆယ်အနေထားဆိုရင်ဒီကောင်က maybe ပေ30 35ပေ40ဝန်းကျင်တော့ရှိမယ်နော်ကြားရလားဆိုတော့အတန် quality ကတော့ကျွန်တော်မြင်တဲ့အတိုင်းပါပဲဒါကျွန်တော်အဝေးကြီးပေါ့နော်မြင်ရလားကျွန်တော်ဆိုတော့ video content ကိုဖန်တီးချင်တဲ့လူတွေအနေနဲ့ဒီလိုမျိုးအတန်ဆွေးအားကောင်းတဲ့ microphone တွေကိုဝေဖို့ရတယ်ကျွန်တော် comment ပေးချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့လက်ရှိအသုံးပြုနေတဲ့ K11 wireless microphone ဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေပါစေ